20ပြည့်သွားပြီတာကြီးကို20ဟမ်20ပြည့်သွားဘူးအရေးကိုဘယ်နှပွဲမှမသိတော့ဘူးဟမ်ဆဲလိုက်ရတာဟိုကောက်ဆဲရဒီကောက်ဆဲရ20လေးပြည့်ကျင်လို့ရှက်ခင်ဒီလက်တို့လို့တော်တရားဘောဘာပြောဒီကနေ့တော့20ပြည့်သွားပြီပေါ့နော်တကယ်ပါဘရူနိုဖာနန်ဒက်ကိုဒီစံချိန်ကိုမကြော်ဖြတ်နိုင်ခဲ့ဘူးဟေ့ကျွန်တော်ကအနည်းဆုံး20တော့ပြည့်စေခြင်းနဲ့20တော့လိုက်မိစေခြင်းနဲ့လိုက်မမိဘူးဟေ့ဆိုရင်သိတယ်မလားလာမာလေးဟိုဘက်က honorary ရဲ့အသင်းနဲ့ဒီဘက်ကရှိနေတဲ့အသင်းတွေနဲ့ကျန်တဲ့16သင်းတွေပေါင်းပြီးဟာမင်းတို့ဒီ brand ကိုချီရတိုင်းကျင်တာလား honorary ကိုတိုင်းကျင်တာလားအဲ့လိုလာကြအောင်နော်ဒါအမှန်တိုင်းပြောရင်တော့ honorary ဆိုတာလေဒါ Premier League မှာသူတော့ကောင်းတဲ့ကစားသမားဆိုတော့မရှိသလောက်ကိုဒါ Premier League ရဲ့ EPL ခင်းလို့ပြောလို့ရတဲ့ကစားသမားတစ်ယောက်ဒီ Bryce ဆိုတာလေကွင်းလေမှာ Manchester City မှာတော့တော်ကြီးမှကောင်းတဲ့ကစားသမားတစ်ယောက်အဲ့ကစားသမားတွေကို Bruno Fernandes အနေနဲ့မကြော်နိုင်ခဲ့ဘူးခေဆိုရင်တော့မှပဲကိုကအနည်းဆုံးတော့လိုက်မိစေချင်တာဒါကိုအသင်းရဲ့ကစားသမားတစ်ယောက်ဖြစ်နေလို့ပေါ့နော်အဲ့တော့အဲ့လိုက်မိစေချင်လို့ကိုဟိအောင်ဟေးဂီယူနာဒေါ်တော်ကြီးနဲ့ဆဲလိုက်ရတာဆိုရှေ့ကနှစ်ပွဲကဘာမှမရခဲ့တော့ပိုကြည်ကိုရတယ်လေဗျာကျွန်တော်တို့ရှေ့ရပွဲဆိုရင်ဗျာလီဗာပူးကိုနိုင်တယ်အခုလိုမျိုး 3-2 ပဲနဲ့တူတယ်ကျွန်တော်လီဗာပူးကိုနိုင်ခဲ့တယ် 3-2 နဲ့ဟုတ်တာပေါ့ 3-2 နဲ့အဲ့ပွဲမှာဂိုး3 9သာရတယ်ဘရူနိုဖာနန်ဒက်တကုံးမှဖန်တီးမှုမရခဲ့လိုက်ဘူးပြီးခဲ့တဲ့ပွဲဆန်နာလန်နဲ့ပွဲလည်းမရခဲ့လိုက်ဘူးနှစ်ပွဲအလဟတ်သက်ကုန်တော့နှစ်ပွဲအလဟတ်သက်ကုန်တော့အဲ့ပွဲတွေကနဲ့ရလိုက်ပြီဆိုရင်ဒီလောက်ကြီးရင်မောနေကြမလို့ဘာလို့ဆိုအခုပွဲရင်မောရတယ်ဆိုတာကဒီပွဲပြီးရင်နောက်တစ်ပွဲပဲကျန်တော့တယ် Brighton နဲ့ပွဲပဲကျန်တော့တယ်အခုလက်ရှိ3ပွဲစတိုက်တောင်မရခဲ့ဘူးဟေးဆိုရင် Brighton နဲ့ပွဲရပါမယ်လို့အာမဘန်ဒီခံနိုင်စရာယုံကြည်မှုတွေရောကိုယ့်အတွက်ကိုသူတို့အတွက်ကိုတော်တော်လေးနေသွားပြီဟုတ်တယ်မလားအဲ့တော့ကိုကအဲ့လိုဖြစ်မှာစိုးတာဒါပေမဲ့ဘာပြောလက်ရှိအနေထားမှာတော့ဒါ assist ပေါ့နော်ဖန်တီးပေးဖို့မှုအကျိတ်20 honorary ကလည်း20ပဲဒီ brand လည်း20ပဲလက်ရှိကျွန်တော်တို့ရဲ့ချက်လာဆိုတော့ Bruno Fernandes ကလည်း20ပဲအမ်ဘူမိုကြီးကွာဂိုးသမားနဲ့1-1တွေ့တဲ့အလုံးကြီးကွာဂိုးတင်တာကွာမဂိုးအမ်ဘူမိုကြီးဖြုံးခဲ့တဲ့ဟာကြီးလည်းအများကြီးပဲရှက်ကိုတွေရောခုနလိုကူညာတွေရောဒေါခုတွေရောဇက်စီတွေရောအများကြီးပဲပေါ့နော်သူတို့အနေနဲ့ဒါဒီခုနဖန်တီးတဲ့အလုံးတွေဒါဝင်ခဲ့မယ်ဟေးဆိုရင်ဒါဂိုးလောက်ဆရာအနေထားတွေဘရူနိုဖာနန်ဒက်အနေနဲ့ကြော်ဖြတ်သွားလောက်တဲ့အနေထားတွေအများကြီးပါ chance create shot on target ပါ second shot on target big chance create ဆိုရင်လုံးဝဂိုးလောက်ဆရာ chance create ပေါ့နော်ဂိုးလောက်ဆရာ chance create အနေနဲ့ Bruno Fernandes အနေနဲ့32ကြိမ်အောင်ရတာ big chance create နော်ဂိုးလောက်ဆရာအနေထားဂိုးလောက်ပြီးဂိုးကိုပဲကြံလောက်တယ်ဆိုတော့ big chance create မှာ Bruno Fernandes က32မှာ2ကြိမ်ပို့ထားတယ်ဒါပေမဲ့အဲ့ဒီထဲကနေလက်ရှိအကြိမ်20ပဲရတယ်ဆိုတော့ပြောမယ်ဆိုရင်12ဂိုးလွဲတယ်เนาะ chance create ဂိုးကျင်တော့ဂိုးမယ်မဂိုးကျင်တော့မဂိုးဒါပေမဲ့ဂိုးလောက်စီကအနေထားတရက်မှရှိရဆိုတော့ chance create က Bruno Fernandes က132မှာ2ကြိမ်132မှာ2ကြိမ်เนาะအောက်မှာရှိနေခဲ့တဲ့ Sabo Slide တို့ Ansu Fernandes တို့ထက်2ဆကျော်กว่าတယ်Ansu နဲ့ဆို2ဆပေါ့เนาะ Ansu နဲ့ဆို2ဆကျော်Sabo Slide နဲ့ဆို2ဆနီးတော့กว่าတယ်ဒါ chance create အနေထားမှာ Bruno Fernandes နေနဲ့ဒီရာဒီသူ့ရဲ့ record ဟာခုနကပြော chance create 132ကြိမ်ဂိုးလောက်စီကဖန်တီးပေးပုံမှုတွေထဲမှာ chance create ဂိုးလောက်တဲ့ဆိုတဲ့အနေထားတွေမှာ132ကြိမ်ဂိုးတော့မှာအတားကြီးကိုချော့ကန်တယ်ပြောမှဆိုအမ်ဘူမိုလို့ဒီနေ့အမ်ဘူမိုကန်သွားတဲ့အလုံးလို့ပေါ့နော်အဲ့ဒီဟာကိုချော့ကန်လို့ဂိုးမရခဲ့တာက32မှာ2ကြိမ်32ကြိမ်နေရနေ20ပဲရခဲ့တယ်12ခါလွဲတယ်12ခါတွေကတစ်ကြိမ်လောက်ရလိုက်ရင်လုံးဝစัญญချိုးဒါပေမဲ့ဘာပြောနောက်မှာတော့ Brighton နဲ့တပွဲကြံသေးတယ်ရမလားမရမလားဆက်ဆောင်ကြည့်ရမှာပဲတကယ်လို့ကြော်သွားနိုင်တယ်ဟေးဆိုရင်လေကိုရင်နဲ့ Bruno Fernandes ကိုချီယူကုန်ပြရမှာပဲမကြော်သွားဘူး20နဲ့ဆိုရင်လေအရှုံးတော့လည်းမရှိပါဘူးဟုတ်တယ်မလားဘာပဲပြောဒီ Brian တို့ Honorary တို့ကိုကြော်ဖို့ဆိုတာလေအမှန်တိုင်းပြောရင်ခက်ခဲတယ်ကိုရီကစားသမားပြောနေပဲကိုရီစခုနီးလေးပွဲမှာဆိုကြီးကြီးတိုက်စစ်မှုတွေချာတူးလန်နေအရင်ပွဲတွေမှာဆိုလေအဲ့တိုင်းနေကြီးပဲသိမလားအခုဟိုကဒီ Brian တို့ဆိုရင်ဒုက္ခတော့ဆိုရင်ကစားသမားတွေရောဘာတွေရောအကုန်အကောင်းတွေပဲအဲ့အကောင်းတွေနဲ့တော့မှပဲ Honorary ရဲ့20ဆိုတဲ့စံချိန်ကိုကြော်ဖို့မဖြစ်နိုင်ခဲ့တဲ့အနေထားမှာကိုရီ Bruno Fernandes အနေနဲ့လည်းကြက်တိပြက်ကြီးကြော်ပါမယ်လို့တော့ပြောလို့မရဘူးဆိုပေမဲ့ဘာပြော20ကိုလိုက်မိခဲ့တာတော့Bruno တက်ကျင်းနေပါတယ်ဒီနေ့မှဆိုလဲကိုဒီကစားသမားတွေ Bruno ရသွားပြီဆိုတော့သွားပြီးဝိုင်းပြီးအောင်မခံနေကြတာအများကြီးပဲမရခင်တော့လည်းငါလည်းဆဲလက်ကရှက်ကနေကိုတိုးလို့ကောမဒီကောင်းနေလည်းရံဖြစ်အမူမိုဇဲလို့ကုညာဇဲလို့ဇဲလို့ကိုကရသေးချင်တာ
ဒီကဘရူနိုဖာနန်ဒက်ကိုရစေချင်တာဘာလို့ဆိုကိုရီအသင်းကလက်ရှိဒီနေ့ကပွဲမှာငါကိုရီရဲ့နိုင်လဲဘာမှဖြစ်ဘူးလေလက်ရှိအနေထားမှာအဆင့်တော့ရှုံးသွားရင်လည်းအဆင့်တော့ဟောအခုနိုင်သွားတော့ပိုးတော့အမှတ်ပြက်နေသေးရဲ့နောက်ဘွယ်ရှိမြကလေးတွေကြီးပဲသွားကြရင်တော့ရတယ်နော်အဲ့တော့အားပြောပါစင်ကြီးပါတယ်ပေါ့နော်ကက်စမေရိုလေးခေါင်းတိုက်ကိုတကူမရခဲ့တာတော့နှမျောစရာကောင်းတယ်ဆိုပေမဲ့လည်းဘာပြောမစိုးတော့မစိုးပါဘူးကက်စမေရိုအတွက်ဒါသူ့ရဲ့ Ultra Foot နောက်ဆုံးပွဲစဉ်ပေါ့နော်နောက်က Brighton နဲ့ပွဲမှာတော့ပါလာမလားမပါမလားတော့မသိဘူးပြီးတော့ဒီနေ့မှာဆိုလဲကျွန်တော်တို့နဲ့ပြစ်ဒဏ်ဘောတွေနဲ့ခုနလိုမျိုး corner တွေကန်တဲ့ချိန်ထောက်ကန်ဘောတွေကန်တဲ့ချိန်မှာဒီခေါင်းပေါ်တရိပ်တင်တဲ့အနေထားတွေသိမရှိဘူးဆိုတာလဲရှက်ကိုမပါတာလဲပါတယ်ပြီးတော့ Nottingham Forest ကလည်းခေါင်းတိုက်ကကောင်းတဲ့အသင်းစင်းထဲမှာပါတယ်ဖြစ်တဲ့အတွက်သူတို့ကဒီမဖြစ်နိုင်တဲ့အနေအထားကြီးတွေကိုမမှန်မဲနဲ့ပါတော့မယူဘဲနဲ့အပြင်ကနေပဲစူးစမ်းဖို့ဒီဝါတက်နေနဲ့ဖောက်ဖို့လုပ်တာအမှန်ဆိုဒီနေ့ပွဲမှာဆိုဘရူနိုဖာနန်ဒက်ရချင်ရလောက်စရာအနေထားအများကြီးပါအဘူမိုလောဇက်စီလောအာမတ်ကိုသူတို့အနေနဲ့ကောင်းတာဖောက်ပြီးတော့ပေးလိုက်တဲ့လုံအာမတ်ဆွဲပြီးတော့ဇက်စီကိုခင်းပေးလိုက်တဲ့အလုံးလွဲသွားရဲ့လုံလေအဲ့လုံးမှသာအာမတ်ဒီထက်ပိုပြီးရှိဒီပြီးတော့သူကလုံးဝနောက်ကောက်ချခဲ့ပြီးတော့ဗောနော်လုံးဝခြံခဲ့ပြီးတော့ပြေးသွားပြီးကန်နိုင်တယ်ဟဲ့ဆိုရင်အဲ့မှာလဲဘရူနိုဖာနန်ဒက်ရမှာပဲဒါသူတို့ကြိုးစားပေးမှလည်းရမှာပါပဲအဲ့တော့ဘာဖြစ်ပါကျင်းနေပါတယ်ဘာပြောဒီ2025-2026ရာသီကကိုရီနီနဲ့ဒါပရီးမီးယားလိဖလားလေးမရခဲ့ဘူးဘာဖလားမှမရခဲ့ဆိုအသင်းအနေနဲ့ဒါကျွန်တော်တို့เนี่ยအစိုးရဆုံးစံချိန်ပွဲ40တဲ့နဲ့ပဲကန်ခဲ့ရတယ်ဆိုပေမဲ့လည်းလက်ရှိချိန်မှာကျွန်တော်တို့เนี่ยဒါချန်ပီယံလိဝင်ခွင့်ဖြစ်တဲ့အဆင့်3မှာပဲကြီးပဲအောက်ကကောင်တွေကိုဘယ်လိုမှမမီတော့ဘူးကိုရီလည်းအပေါ်ကလူတွေကိုမမီတော့ဘူးအဲ့တော့ပြီးခဲ့တဲ့ရာသီကအဆင့်15နဲ့ရာသီသိမ်းခဲ့တဲ့အသင်းတစ်သင်းကဒီကနေ့မှာအဆင့်3နဲ့ရာသီသိမ်းပြီးနော်အဆင့်3နဲ့ရာသီသိမ်းပြီးတော့ကိုရီရဲ့ဒါကွင်းလေကစစ်တဲ့၄သိန်းဘရူနိုဖာနန်ဒက်အနေနဲ့လဲစံချိန်တစ်ခုဖြစ်တဲ့ဒါဖန်တီးပေးဖို့မှုအချိန်20ဆိုတဲ့စံချိန်ကိုလိုက်ပြီးနိုင်တယ်လို့ပဲကိုရီရဲ့ကက်စမဲရိုကလည်းဒါအသင်းမှာပေါ့နော်တရားသီတွင်ခေါင်းတိုက်အတွင်ကိုအများဆုံး၈ချိန်ဆိုတဲ့ကစားသမားစင်းတွေကိုလိုက်မိနိုင်ခဲ့တယ်ကိုရီရဲ့ကစားသမားနိုင်အောင်အတွက်ပေါ့နော်အဲ့တော့ဘာပဲပြောဒီရာသီကတော့ positive ဖြစ်စရာတွေအများကြီးပါပဲနော်ဟိုခွေးတောင်စားငါတကောရင်နေဆိုလို့ဟာဒီချိန်မျိုးဆိုလို့ဟာကိုဟင်းတို့ဒီလိုတွေကဖြစ်နေလာပြီငါလုံးမညို့ဆိုရဒါမှမိုက်ကယ်ကာရီဆိုတော့လေတတရပင်းရဲ့ဖြစ်ခွာနာရှာနာရှိရဲ့ကျွဲကိုပလာတာတွားကျွေးမိတဲ့ခါဆိုအားလုံးပဲစီပါနောက်တစ်ပတ်ကြာရင်ပြန်လဲဆောင်တွေ့ပါမယ်